အိန္ဒိယနိုင်ငံ၏ Quick Impact Project စီမံကိန်းဖြင့်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့ Establishment of Yangon Region Emergency Operation Center EOC for Natural Disaster Management စီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကိုဇွန်လ10 ရက်နေ့ဒီကနေ့မှာမရန်ကုန်မြို့နယ်ကြိုက်ဝိုင်းဖျားလမ်းရှိအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ EOC ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုရုံးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မဲခေါင်ကင်းကပူပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမယ့်စီမံချက်တစ်ခုဖြစ်သောအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲရန်ကုန်နည်းပညာဆိုင်ရာရုံးသုံးစက္ကရိယာပစ္စည်းတပ်စင်တဲ့စီမံကိန်းပြည့်မြောက်မှုအခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးထေးအောင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတန့်စော်လွင်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဌာနဆိုင်ရာများမှတာဝန်ရှိသူများဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်ဒီကတော့ကျမတို့ရေဘော့ချင်းနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲရန်ကုန်ကိုဖွင့်လှစ်တဲ့အခါမှာပထမဦးဆုံးမှာမိုးလေဝသဆိုင်ရာအချက်လက်တွေပေါ့နော်မိုးလေဝသနဲ့ဇလားဗီဒညွှန်ကြားမှုဦးစီးဌာနရဲ့အာဆီယံရဲ့မိုးလေဝသwebsite ရယ်ကျမတို့ဦးစီးဌာနနေပြီးတော့စောင့်ကြည့်နေတဲ့မိုးလေဝသ website တွေရယ်နောက်ဒီဖြစ်ပွားတဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီနေရာမှာရှိတဲ့လူဦးရေအိုးအိမ်တွေရဲ့တည်ဆောက်မှုစက်ရုံလုပ်ရုံတွေရဲ့တည်ရှိနေမှုအနေအထားစတာတွေကိုဒီ screen ပေါ်မှာကြည့်ပြီးတော့မှလိုအပ်တဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်တာဝန်ရှိသူအစဉ်စဉ်ကိုအထောက်ပံ့အချက်လက်များပံ့ပိုးရတဲ့လုပ်ငန်းမှာအသုံးပြုမဲ့စက်ပစ္စည်းတွေကိုပံ့ပိုးပေးတဲ့စီမံကိန်းဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာမဲခေါင်ကင်းကအစီအစဉ်အောက်ကနေပြီးတော့အလင်းမြန်ကြိုးကျေးဇူးရရှိနိုင်တဲ့စီမံကိန်းများ Quick Impact Project တွေကိုကျမတို့မြန်မာနိုင်ငံကိုထောက်ပံ့ပေးပါတယ်။အဲဒီခါမှာကျမတို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကဒီ Quick Impact Project အောက်ကနေပြီးတော့မှဒီရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲရန်ကုန်အတွက်လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေကိုတောင်းခံခဲ့ပါတယ်။ဒါကိုအိန္ဒိယနိုင်ငံအစိုးရက Quick Impact Project အစီအစဉ်အောက်ကနေပံ့ပိုးပေးခဲ့တဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံအစိုးရကတော့ကျမတို့ရဲ့စီမံကိန်းကိုအဓိကပံ့ပိုးကူညီတာဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်မဲ့အဖွဲ့အစည်းတွေကတော့ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေရတဲ့ဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီးရန်ကုန်တိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ကနေပြီးတော့ကြီးကြပ်မှုတွေလမ်းညွှန်မှုတွေနဲ့ EOC ပေါ့နော်ဒီဌာနခွဲကလုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ပါရှင်။ရရှိတဲ့သတင်းချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖွင့်လှစ်လိုက်တဲ့စီမံကိန်းရဆိုလို့ရှိရင်ကျမတို့ဘေးရန်ရဲ့စီမံခန့်ခွဲမှုကိစ္စရပ်မှာအရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ပါကြောင်းကျွန်မအနေနဲ့ဖြည့်ဆွတ်တင်ပြလိုပါတယ်ရှင်။ယခုစီမံကိန်းသည်အိန္ဒိယအစိုးရကမြန်မာနိုင်ငံ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင်တထောက်တနေရာမှအထောက်အကူပြုစေရန်အတွက်ရည်ရွယ်ကဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးလိုအပ်တဲ့အကူအညီများကိုလည်းဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။